သူတစ်ပါးကိုမိခိုနေရင်သူများရိမ့်ရင်တင်လဲရိမ့်လိုက်မယ်နံပါတ်1သူတစ်ပါးကိုအယမ်းမိခိုနေရင်ကိုဘဝကိုကမထိန်ချုပ်နိုင်တော့ဘူးနံပါတ်2ကိုပိုင်ရက်တည်နိုင်စွာမရှိရင်လူအခြေအနေပေါ်မူတည်ပြီးရိမ့်ရိုင်သွားတတ်တယ်နံပါတ်3အားကိုးမှုများလာရင်ဆုံးဖြတ်ချက်တွေမှာကိုပိုင်အမြင်တွေပျောက်သွားတတ်တယ်နံပါတ်4ကိုခြေတော့ပေါ်ကိုရက်တည်နိုင်တဲ့သူကဘယ်အခြေအနေမဆိုအလွယ်တကူမကြရှုံဘူးနံပါတ်5သူများစိတ်ကြိုက်ပဲလိုက်နေရင်ကိုဘဝရဲ့ဥတီချက်ပျောက်သွားတတ်တယ်နံပါတ်6ကိုပိုင်အရေးအချင်းရှိလာလေသူများအပေါ်မိခိုမှုနင်းလာလေဖြစ်တယ်နံပါတ်9အမြဲအကူအညီစောင့်နေတဲ့သူကအခွင့်အရေးတွေကိုလက်လွတ်ရတတ်တယ်နံပါတ်10ကိုတိုင်ကြိုးစားတင်ယူတဲ့သူကဘဝမှာပိုပြီးခိုင်မာလာတတ်တယ်နံပါတ်9လူတိုင်းကအမြဲမကူညီနိုင်တာကြောင့်ကိုအားကိုးတတ်ဖို့လိုတယ်နံပါတ်10ကိုပိုင်ရက်တည်နိုင်တဲ့သူဟာဘယ်နေရာပဲရောက်ယုံကြည်မှုရှိနေတတ်တယ်